တချို့သောဆက်ဆံရေးတွေကိုစီးကရက်လိုသဘောထားပြီးမိရှုထားရင်သူ့အလိုလိုဆက်လောင်နေမှာမှုအမြန်ဆုံးပြာကျွေငြိမ်သက်သွားမှသာအေးချမ်းသွားမည်ဟုမှတ်ယူသည်တချို့သောဆက်ဆံရေးတွေကိုမျက်ခင်းလိုမြင်အောင်သည်ဘယ်လောက်ပဲတွေ့ချောက်ညှိုးညော်နေပါစေမေတ္တာတရားလုံလုံလောက်လောက်ရှာတော့အခါပြန်လဲစိမ့်လန်းရှင်သန်လာအောင်မည်ဟုမျှော်လင့်သည်တချို့သောဆက်ဆံရေးတွေကိုထီတစ်ချောင်းလိုခံစားသည်လောကရန်မိုးကိုမယွာအောင်မဟန်တာနိုင်တော်လေသူတို့အမိုးကအောက်လျှောက်တိုင်းမဆိုးရွှဲမဖျားနာအောင်အန်တုနိုင်ခဲ့သည်ရေဆက်ဟုဆိုတိုင်းလဲစီစဉ်တွေ့တမ်းမည်ဟုမတွေးတော့ပဲအငွေ့ပြန်ပျောက်ဆုံးတတ်သည်ဟုလဲတင်ယူခဲ့ပါသည်ညီငွေစီယာလမ်းအချုပ်ကိုစိတ်တက်လေးနဲ့သွားလာမိချောင်းတစ်ကောင်ကိုရင်ပန်းအောင်စုံမနိုင်တော်လဲတတ်တက်လော့စားတတ်အောင်တော့မလုံနိုင်သည်မှုမလို့အပ်ရင်ဘယ်သူကိုမှမပြုတ်ပြင်ဖို့ကြိုးစားမိကျုံဆုံလာအောင်မိဆက်ဆံရေးတိုင်းမှာတိတ်တောက်ပခြင်းတွေအတွက်အလိုက်တဲ့မိန်ဖြော့ပေးပြီးချစ်ချင်းတရားကိုဉာဏ်ပညာနှင့်အစစ်မြင့်ပါအောင်မည်